ကမ္ဘာအကြီးဆုံးကနန်းမျိုးစိတ်၃မျိုးကိုအခုမြင်တွေ့ရတော့မှာပါတချို့ဆိုရင်အရွယ်စားကကြီးမားလုံးပြီးကြောက်စရာကောင်းလွန်းတာကြောင့်လူသားတွေတောင်သူတို့ရဲ့တားကောင်လိုဖြစ်သွားနိုင်ပါတယ်တတိယနေရာမှာတော့အုံသီးစားကနန်းကိုတွေ့ရမှာပါသူတို့ကအုံပင်တွေကိုတက်နိုင်တယ်လို့အုံသီးတွေကိုဆွဲခွာပြီးတော့လဲလက်မကြီးတွေနဲ့ညစ်ချေပြစ်နိုင်တဲ့အထိဆွမ်းအားကြီးမားလာပါတယ်အန်ဩစရာကောင်းတာကသူ့ရဲ့လက်မစစ်တွေဟာတားရဲတိရစ္ဆာန်တွေရဲ့ကိုက်ဖြတ်အားနဲ့တူလောက်အောင်ပြင်းထန်ပါတယ်ညဘက်ကျုံးပေါ်မှာသူတို့သွားနေတာကိုမြင်လိုက်ရရင်တော့သူဟာကနန်းတစ်ကောင်မှန်းလူတွေလွယ်လွယ်နဲ့ရိပ်မိကြမှာမဟုတ်ပါဘူးတရေကားတွေကလိုထူးဆန်းတဲ့တရဝတစ်ကောင်နဲ့ဆင်တူနေတဲ့တက်စမေးနီးယားကနန်းကြီးကတော့ဒုတိယနေရာမှာရှိနေပါတယ်။ဩစတြေးလျကမ်းလွန်ပင်လယ်နဲ့ထဲမှာနေထိုင်ပြီးပေါင်30ကျော်အထိလေးလံတဲ့ဒီကနန်းကြီးဟာကားတာယာတစ်လုံးလောက်အထိကြီးမားပါတယ်။သူ့ရဲ့ကနန်းလက်မတစ်ဖက်ဟာလူတစ်ယောက်ရဲ့ခေါင်းထက်တောင်ပိုကြီးမားနေနိုင်တာကိုမြင်အောင်ကြည့်လိုက်ပါ။ပင်လယ်ပြင်မှာဒီကောင်ကိုပထမဆုံးအကြိမ်ဖမ်းမိတဲ့အခါတန်ငါးတွေတောင်မယုံနိုင်အောင်ဖြစ်ကြရပါတယ်။အဲ့ဒီထဲမှာမှကန်ချက်ကကနန်းကတော့ပင်လယ်ပြင်ရဲ့တကယ်အေယာမတရဝကြီးပါသူ့ရဲ့ခြေတံလျားဟာလူတစ်ယောက်အရက်လောက်နီးပါးရှိတဲ့2မီတာကျော်အထိရှည်လျားပါတယ်ရေအောက်ကိုငုံစင်းကြည့်လိုက်မယ်ဆိုရင်တော့ပင်လယ်ကျမ်းပြင်မှာတွားသွားနေတဲ့ဒီတရဝကြီးရာပေါင်းများစွာကိုမြင်တွေ့ရမှာပါတဘာဝတရားတစ်ခုထက်တောင်ပင်လယ်နက်ထဲကဂျိုသားတွေကျူးကျော်ဝင်ရောက်လာတယ်လို့မျိုးထူးဆန်းအံ့ဩစရာကောင်းရပါတယ်